ထီးကျန်ခြင်းဟာတင့်အုံနောက်ကိုတကယ်ပဲကြုံသွားနိုင်စေသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Yupa Clinic ဘကူ channel မှာကျန်းမာရေးဝိသုဒ္ဓရေးအမြဲတမ်းတင်ဆက်ပေးနေတဲ့ဒေါက်တာ Yupa ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာပါတော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအခုအမြဲတမ်းကြုံတွေ့နေရတဲ့ပြဿနာတစ်ခုရှိတယ်ပေါ့နော်အထီးကျန်ခြင်းပေါ့နော်အဲ့ဒီအထီးကျန်ခြင်းကစိတ်မပျော်ရွှင်မှုပဲဖြစ်စေရလို့တော့များထင်ကြရမယ်တကယ်ကြတော့ကျွန်တော်တို့ရဲ့အုံနောက်ကိုပါကြုံသွားနိုင်စေတယ်ဆိုပြီးတော့နိုင်ငံသားမှာပေါ့နော်ဒီသုတေသနပညာရှင်တွေတွေးရှိချက်တွေကိုအခြေခံပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးဆုံးတဲ့ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်အဲ့တော့စလိုက်အောင်နော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမှာပဲဖြစ်ဖြစ်ဆွေးနွေးခြင်းနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593992မနက်၈နာရီကနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်အဲ့တော့လူသမိုင်းကြောင့်ပြန်လှန်ကြည့်အောင်ပါနော်ကျွန်တော်ဟိုးရင်ကပဒီသမိုင်းဦးခက်မာတွေကပေါ့နော်လူတွေတော်များများအစုဖွဲ့ပြီးနေထိုင်ခဲ့ကြတယ်ဘာဖြစ်လဲဆိုတော့တဝန်တရိတ်ဆန်တွေရဲ့ကာဝယ်ဖို့ရဲ့နောက်ချက်ကဘေးရနေအတူတူရုန်းကန်မှုရပေါ့နော်စားတောက်နေထိုင်မှုစနစ်တွေကိုအတူတူဒီဖြတ်တန်းမှုပေါ့နော်အဲ့ဒီကမှာကျွန်တော်တို့ခန္ဓာကိုယ်ကလည်းအဲ့ဒါလေးလိုက်ရုံးညီတွေဖြစ်အောင်လို့ဒီ social reward system လို့ခေါ်တဲ့ဟာလေးကိုတိစောက်ပေးထားတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်တိုင်းဝမ်နဲ့အတူနေပြီဆိုလို့ရှိရင်လုံခြုံမှုတွေမှုခံစားတဲ့ခါကျတော့ဒီ oxytocin ဆိုတဲ့ဟော်မုန်းထွက်လာတယ်ပြီးတော့သူတို့နဲ့စကားပြောတဲ့ဆက်ဆံတဲ့အခါမှာဒီပျော်ရွှင်မှုဟော်မုန်းတွေပေါ့နော် serotonin လို့ဟော်မုန်းလေးတွေ dopamine ဆိုတဲ့ဟော်မုန်းတွေပြန်ထွက်တယ်ပေါ့နော်အဲ့လိုမျိုးသဘောတရားကြီးကကျွန်တော်တို့ခန္ဓာကိုယ်ကိုအပြန်အလှန်ပေါ့နော်ဒီဖွဲ့စည်းပေးထားကြတယ်ပေါ့နော်ကဲအဲ့တော့အထီးကျန်ပြီဆိုဘာဖြစ်မလဲပေါ့နော်အဲ့တော့တယောက်တည်းထီးကျန်ပြီဆိုအရင်တော့ခက်မှာဆိုတော့တေးကြတယ်ဒါတယောက်တည်းထီးကျန်ပြီဆိုရင်တေးဘေးနဲ့ကြောမယ်ဆိုတဲ့အန်ဒီရယ်ကိုပြောတာပဲတူပဲပေါ့နော်ဘာလို့ဆိုအစုခွဲနေနေတော့မှအန်ဒီရယ်ကိုတူရင်ဆိုင်လို့ရမှာအောင်အဲ့ဒီကမှာကျွန်တော်တို့ခန္ဓာကိုယ်ကအဲ့လိုမျိုးအန်ဒီရယ်ရင်ဆိုင်ရပြီဆိုလို့ရှိရင်ထွက်တဲ့ဟော်မုန်းတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုရင် cortisol ဆိုတဲ့ဟော်မုန်းဖြစ်ပါတယ်အဲ့တော့ဟိုးရင်ခက်မှာတဲကပါတော့ဟိုးရင်သမိုင်းခက်မှာတဲကတယောက်တည်းအထီးကျန်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကလုံးဝအန်ဒီရယ်အချက်ပြအနေနဲ့ cortisol ဆိုဟော်မုန်းတွေထွက်လာတယ်အဲ့တော့ဒါမဲ့နောက်ကျတော့လူတွေပြောင်းလာတဲ့ခါကျတော့ခုနserotonin လို့ဟော်မုန်းလေးပြန်ထွက်လာတဲ့အခါမှာ cortisol ပြန်ကျသွားတယ်ပေါ့ဗျာဒါပေမဲ့ခက်တာကရေရှည်လုံးလေးနဲ့ဖြစ်နေတယ်ပေါ့နော်အထီးရေရှည်ကျန်နေပြီဆိုလို့ရှိရင်တော့ဘာဖြစ်လာပြီလဲဆိုလို့ရှိရင် cortisol ဆိုဟော်မုန်းတွေကလုံးဝတောက်လျှောက်တက်ပြီးတော့လုံးဝမကျတော့မကျဘူးဆိုအဲ့ကောင်တွေကခန္ဓာကိုယ်မှာရောင်ရမ်းမှုတွေဖြစ်စေတဲ့ကြောင့်မလို့ cortisol ဆိုတဲ့ဟော်မုန်းတွေထွက်လာပြီးများပြီဆိုရင်ခန္ဓာကိုယ်မှာနာတာရှည်ရောင်ရမ်းမှုတွေဖြစ်လာနိုင်တယ်နှလုံးရောဂါတွေဖြစ်လာနိုင်တဲ့အပြင်ပေါ့နော်ဒီ cortisol ဆိုတဲ့ဟော်မုန်းတွေအရန်တောက်လျှောက်ထွက်နေတဲ့လူတရားဟောတဲ့အရွယ်မတိုင်ခင်တေဆုံးနိုင်တယ်90%လုံးတော့ပိုများနိုင်တယ်လို့ပြောကြတယ်ပေါ့နော်နောက်ချက်အန်ဩစရာကောင်းတဲ့လေးလာတွေ့ရှိချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အထီးကျန်တာတစ်နေ့ကိုစလိတ်15လိတ်တောက်တာနဲ့ညီမျှအောင်ကျန်းမာရေးထိခိုက်နိုင်လို့ပြောကြတယ်ပေါ့နော်ပြောချင်တာဗျာတယောက်တည်းအထီးကျန်ပြီးနေတဲ့သူတယောက်ဟာစလိတ်15လိတ်တောက်တဲ့လူတယောက်အလိုပဲကျန်းမာရေးထိခိုက်နိုင်တယ်ပေါ့နော်ဘလောက်တောင်ဆိုးတဲ့ကိစ္စလဲနော်အဲဒါကလေးတွေမှာကျွန်တော်တို့အထီးကျန်တာကိုကျွန်တော်ရှင်းဆက်သွားအောင်ပေါ့နော်တော့ကလေးတွေမှာတငငချင်းပေါင်းနေတဲ့ဆော့ကစားတာတွေပါတွေကိုမိဘတွေကဒီကျန်းမာရေးအတွက်လောက်ပဲဒီကျန်းမာရေးချားတဲ့အတွက်ပဲမြင်ကြတယ်ပေါ့နော်ဒါပေမဲ့စိတ်ကျန်းမာရေးအတွက်လည်းရေးကြည့်ရတာတော့များမသိကြဘူးပေါ့နော်တကယ်ကြတော့ကလေးတွေကတငင်းပေါင်းတဲ့နေနဲ့ဆော့ကစားတဲ့ socialite ဖြစ်တယ်ပေါ့နော် social skill တွေရှိကြတယ်ဆိုတာအဲ့ဒါတွေကဒီဘာဒီဖွင့်ပြိုးစေတယ်ဆိုတော့ကလေးတွေရဲ့ဒီဦးနှောက်ရဲ့ပေါ့နော် prefrontal cortex လို့ခေါ်တဲ့စဉ်းစားဆင်ခြင်နိုင်သောဖွံ့ဖြိုးမှုအတွက်အများကြီးထောက်ကူရတယ်ပေါ့တကယ်လို့ကလေးတယောက်ငယ်ရွယ်မှာပေါ့နော်ပေါင်းသိနေမရှိဘူးပေါင်းသိနေပြစ်ပယ်ခံရတယ်အမြဲတမ်းပေါ့နော်အထီးကျန်ပြီးတော့နေရတဲ့ကလေးတယောက်ပေါ့နော် prefrontal cortex ဖွံ့ဖြိုးတာအားနည်းကြောင်လို့ကြည့်ရလို့ရှိရင်ဒီစဉ်းစားဆင်ခြင်နိုင်တဲ့နေနေတာလေဂမှုရှုတို့နဲ့ဆုံးဖြတ်တယ်ပေါ့နော်လူဖွဲ့စည်းနဲ့လုံးဝလိုင်ယွန်းကြီးတွေမဖြစ်တဲ့လူဖွဲ့စည်းရဲ့ပြင်ပမှာရောက်နေတဲ့လူတစ်ယောက်ဖြစ်နေအများကြီးတွန်းပို့ခံရလို့ဖြစ်တဲ့ဆိုတာကိုမိဘတွေသိထားဖို့လိုပါတယ်ဒါကြောင့်မလို့ကလေးတွေတို့ကဒီအထီးကျန်တာဟာလည်းစိတ်ပိုင်းဆိုင်ရာရောအုံနောက်ဖွံ့ဖြိုးမှုမှာပြဿနာဖြစ်တယ်လို့ပြောချင်ပါတယ်ကဲဒီတော့ကျွန်တော်ကိုချင်းစာတရားအကြောင်းဆက်ပြောအောင်နော်ကိုချင်းစာတရားကိုကျွန်တော် empathy လို့ခေါ်တာပေါ့သူများနာကျင်ခံစားရင်ကိုလည်းနာကျင်ခံစားလို့ခံစားတာမျိုးပေါ့နော်အဲ့ဒါဘာလို့ဖြစ်တာလဲဆိုတော့လူတစ်ယောက်ပေါ့နော်ဒီခုပေါ့နော်ဒီထိခိုက်ဒဏ်ရာနာကျင်သွားတာမျိုးတွေကိုတွေ့ရတဲ့ခါကျရင်ကျွန်တော်တို့ဇက်ကားတွေကျင့်အောင်ကိုတော်တွေမှာဝမ်းနေတယ်ကြည်ကွဲတယ်ဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်သူတို့နာကျင်ခံစားရတဲ့ပုံစံတိုင်းပဲကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အုံနောက်ပေါ့နော်အုံနောက်ရဲ့အစိတ်ပိုင်းရဲ့နာကျင်မှုအစိတ်ပိုင်းကနေတော့လှုပ်ဆောင်မှုလုပ်တဲ့ခါကျတော့ကျွန်တော်တို့ကထပ်တူခံစားရပြီးတော့အဲ့ဒါစာနာမှုဆိုတဲ့ကိုချင်းစာတရားဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါအုပ်စုလိုက်ပေါ်မှုတွေပြီးတော့ကွဲခြားခြားနားမှုရှိရပါတော့ကိုနဲ့ခင်တဲ့သူတွေကိုနဲ့ချစ်တဲ့ခင်တဲ့သူတွေဖြစ်တော့မှသာအဲ့ဒီကောင်တွေကလှုပ်ဆိုတာဖြစ်ပြီးတော့ကိုနဲ့မတည့်တဲ့ရန်သူတွေဖြစ်တဲ့ခါမျိုးတွေကိုနဲ့ယူဆမတူတဲ့အုပ်စုကွဲတဲ့သူတွေမှာဖြစ်တဲ့ခါမျိုးကြရကျွန်တော်အဲ့ဒီပိုင်းတွေကလှုပ်ဆောင်မှုမပြီးတဲ့အကြောင်းမလို့ဘာမှစာနာထောက်ထားမှုတွေညှတာမှုတွေမရှိဘူးပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုတဲ့အကြောင်းလေးပြောချင်ပါတယ်ကဲ Google မှာဆိုရင် social media ကိုလူတိုင်းသုံးကြရပါတော့အပြင်မှာဆိုလို့ရှိရင်လုံးဝမဆဲတတ်မဆိုတတ်တဲ့လူကောင်းလေးတွေက social media ပေါ်မှာဆိုလို့ရှိရင်အရန်ဆဲဆိုတန်းကြတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီအာရုံကြောသိပ္ပံပညာရှင်တွေက
virtual disengagement hypothesis လို့ခေါ်တယ်ပေါ့နော်ပြောရလို့ရှိရင်ကျွန်တော် social media မှာမြင်နေရတဲ့ကောင်လုံးကစာရီတက်တက်ပဲ text တက်တက်ပဲဖြစ်တဲ့ခါကျတော့တစ်ဖက်လူရဲ့ခံစားချက်တွေကိုကျွန်တော်မမြင်ရအောင်မမြင်ရတဲ့ခါကျတော့ခုနလိုမျိုးစာနာထောက်ထားမှုတွေပါမဖြစ်လာဘူးမဖြစ်လာတဲ့ခါကျတော့သူတို့အလွယ်တကူနဲ့ save ဆိုမဲ့ချိန်မောင်းတာတွေရိုင်းရိုင်းဆိုင်လုပ်တာတွေပြောနိုင်ကြတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကောက်ဖို့တဲ့ဘာလို့ကြလဲဆိုတော့တယောက်နဲ့တယောက်ကြားမှာပေါ့နော်လူချင်းစကားပြောတာဖြစ်အောင်လို့တဲ့ emoji လေးတွေထည့်လာတယ်ကြောင်တယောက် emoji လေးအပြုံး emoji လေးတွေငိုတာလေးတွေဒေါသထွက်တာလေးတွေအဲ့ဒါလေးဆိုလို့ရင်လူနဲ့ပို့တူတဲ့ခံစားချက်ဖြစ်ပြီးတော့ဒီစိတ်အာရုံမှာလဲပေါ့နော်ခုနလိုမျိုးပေါ့နော်ဆဲဆိုတာတွေပါလဲအများကြီးကြောသွားနိုင်တယ်လို့ပြောကြတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒါလေးတွေကလည်းကျွန်တော်တို့ရဲ့အုံနောက်အတွက်ကိုအရန်အကျိုးကျေးဇူးရှိတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်လူမှုဆက်ဆံရေးကောင်းအောင်လို့ရှိရင်ဘာလုပ်ရမလဲပေါ့နော်အရက်တော့ကောင်းမလားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အထီးမကြံမနေမှာပါဒါမှမဟုတ်တယ်အရက်တော့လို့ရှိရင်တော့တကယ်ချင်းပေါင်းသိမိတ်ဆွေတော့ပေါ်လာပေါ့ဒါပေမဲ့အရက်တော့တဲ့ခါစိုးတဲ့ချက်ကဘာလဲဆိုရင် prefrontal cortex ဘိုင်းမှာပို့ပြီးတော့အားနေသွားတယ်အားနေကြောင့်လို့စဉ်းစားစီဉာဏ်ကနေသွားပြီးနောက်ပိုင်းကျလို့ရှိရင်လှုပ်ချင်ရလှုပ်တဲ့အခြေအနေဖြစ်လာကြတယ်ပေါ့နော်အဲ့တော့အရက်တော့တာမကောင်းဘူးပေါ့ဒါဆိုဘာလို့တင်လဲပေါ့ခွေးမွေးတာကောင်းတယ်ပေါ့နော်ခွေးလေးတွေကြောင်လေးတွေမွေးတာကြောင်လဲပါတာပေါ့ဗျာအဲ့တော့ခွေးလေးတွေကြောင်လေးမွေးပြီးဆိုများသောအားဖြင့်ယောက်ျားလေးပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ကိုယ်သားသမီးလို့သဘောထားပြီးမွေးကြတဲ့အခါမှာအဲ့ခွေးလေးတွေကြောင်လေးနဲ့ကိုယ်နဲ့စကားပြောတဲ့မျိုးလုံးချင်းစုံတဲ့အချိန်မှာတဲ့အောက်ဆီတိုစင်ဆိုတဲ့ဟော်မုန်းလေးထွက်လာတယ်အဲ့ထွက်လာတဲ့အချိန်မှာခုနပြောတော့အထီးကျန်တဲ့ခံစားချက်မဖြစ်တော့ဘူးအဲ့တော့ခုနလိုပြောပေါ့ကျွန်တော်တို့အထီးကျန်တဲ့သူတွေကအဓိကဘာနဲ့ပြေပြောင်းတင်နေဆိုရင် social skill တေချာမရှိဘူးဆိုရင်အုံနောက်ကျုံသွားနိုင်တာ哦အဲ့ဒီခါကျတော့ခွေးလေးတွေကြောင်လေးတွေမွေးထားခြင်းနဲ့အထီးထုတ်လို့ရပါတယ်ဘာလို့ဆိုတော့အဲ့ခွေးလေးကြောင်လေးမွေးလာပြီလို့ရှိရင်တကယ်ချင်းပေါင်းသင်းနေနဲ့တွေ့တဲ့ပုံစံမျိုးတိုင်းပဲ oxytocin ထွက်တယ်ပြီးတော့ serotonin ထွက်တယ် dopamine ထွက်တယ်ပျော်ရွှင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီထင်ပါတယ်အထီးကျန်တဲ့အပြိုကြီးတွေအဖိုးပွားတွေဆိုလို့ရှိရင်အိမ်မွေးခွေးလေးတွေနေကြတယ်သူတို့တွေပျော်ရွှင်နဲ့တက်တန်းစီနေနိုင်ကြတယ်မျက်နှာမှာလည်းလုံးဝသူတို့ stress တွေကင်းကြတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့အဖြေထုတ်လို့ရတယ်ကဲအချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူမှုဆက်ဆံရေးမှာပေါ့နော်ဒီတယောက်နဲ့တယောက်ကြားမှာပေါင်းဆက်ဆံရေးမှာလိုအပ်တယ်ဆိုတာဒီအဓိကကတော့ကျန်းမာရေးအတွက်ပါအဓိကလိုတယ်ဆိုတာပြောချင်တယ်ဒါကြောင့်မလို့ကိုယ့်ဟာကို extrovert ပဲဖြစ်ဖြစ် introvert ပဲဖြစ်ဖြစ်တကယ်ရင်ပေါင်းတဲ့အနေနဲ့တူတူဒီဆက်ဆံတာမလုပ်ချင်ဘူးဆိုတော့မှအိမ်မွေးခွေးလေးတွေကြောင်လေးတွေနဲ့ဒီတူတူမျိုးပေါ့နော်ဆော့ကစားတာမျိုးလေးတွေမွေးတာတွေလုပ်ပြီးတော့ပေါ့နော်ကောင်းတဲ့ဟော်မုန်းတွေထွက်ပြီးအုံနောက်ကိုအများကြီးတန်ဆန်းအောင်လုပ်နိုင်တယ်ဆိုတော့ပြောရင်းနဲ့ပဲဗီဒီယိုလေးမျိုးကုန်ချုပ်လိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအားလုံးအတွက်ကြိုးစုံတွေကရှိသွားပြီဆို comment မှာ yes လို့မှတ်ခဲ့ပေးပါဦးမေးရရှယ်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော် reply နဲ့ပြန်ဖြေပေးပါမယ်ကျွန်တော်ကတော့ Yuba Clinic ဘကူ channel မှာကျမကြီးပူဇာအမြဲတမ်းဆက်ပြီးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒေါက်တာဘီမှာပြောလို့ကြမယ်နော်